တနေ့နေ့တချင်းချင်းမှာကျွန်တော်တို့အားလုံးတီးကြပေါက်ရင်ဆိုင်ရမယ့်အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့တီးချင်းတရားပါပဲ။ဒါပေမဲ့တေဆုံးသွားပြီးတဲ့နောက်ကွယ်မှာဘာတွေဆက်ဖြစ်မလဲ။ကျွန်တော်တို့ရဲ့ဝိညာဉ်ကဘယ်ကိုဆက်သွားမလဲဆိုတာကိုရောတေးချစဉ်းစားကြည့်ဦးပါလား။မင်္ဂလာပါခင်ဗျာ။ Dhamma Knowledge Channel ကနေနှွေးထွေးစွာကြိုဆိုပါရစေ။ဒီနေ့မှာတော့လူတိုင်းကြုံတွေ့ရမယ်။ဒါပေမဲ့လူတိုင်းတိကျကျမသိသေးတဲ့လူသေးရင်ဘယ်ရောက်သွားလဲဆိုတဲ့သေပြီးနောက်တန်တရားခီးစဉ်အကြောင်းကိုဗုဒ္ဓဘာသာတရားတော်တွေနဲ့အညီအသေးစိတ်ရှင်းလင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘုရားမြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့တရားတော်တွေအရတတ္တဝါတွေဟာတည်ဆုံးပြီးသားနဲ့တပြိုင်နက်နောက်ထပ်ဘဝတစ်ခုကိုချက်ချင်းကူးပြောင်းသွားကြပါတယ်။ကြားထဲမှာအချိန်ကာလဟာကွက်ဆိုတာမရှိပါဘူး။တည်ဆုံးတဲ့စိတ်ကလေးချုပ်ငင်းသွားတာနဲ့တပြိုင်နက်ဘဝတစ်မှာပဋိသန္ဓေတည်တဲ့စိတ်ကလေးဟာချက်ချင်းအစားထိုးဖြစ်ပေါ်လာတာပါ။တချို့ကထင်တတ်ကြတယ်။လူသေးရင်ဝိညာဉ်လွတ်နေတယ်။ခုနှစ်ရက်နေမှနောက်ဘဝကိုကူးတယ်လို့ထင်တတ်ကြပါတယ်။တကယ်တော့တရားသဘောအရတေစိတ်ဖြစ်ပြီးတာနဲ့ပဋိသန္ဓေစိတ်ကတစ်ဆက်တည်းချက်ချင်းဖြစ်ပေါ်သွားတာပါ။ဒီလိုဘဝတစ်ခုကနေနောက်ဘဝတစ်ခုကိုကူးပြောင်းတဲ့နေရာမှာဘယ်ဘဝကိုရောက်မလဲဆိုတာကိုဆုံးဖြတ်ပေးတာကတော့တခြားသူမဟုတ်ပါဘူး။မိမိကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ကံတရားတွေပါပဲ။ဒီကနေ့အချိန်မှာလူတစ်ယောက်ရဲ့စိတ်အစဉ်ဟာအလွန်ကိုအရေးကြီးပါတယ်။အဲ့ဒီနောက်ဆုံးအချိန်လေးမှာစိတ်ထဲကိုဝင်လာတဲ့အာယုံတွေကနောက်ဘဝအတွက်လမ်းခင်းပေးလိုက်တာဖြစ်ပါတယ်။ဒီကနေ့ဆဲအချိန်မှာလူတိုင်းဟာနမိတ်၃မျိုးတည်းကတစ်မျိုးမျိုးကိုမလွဲမသွေမြင်တွေ့ရတဲ့ပါတယ်။ဒီနမိတ်တွေကဘဝသစ်ကိုပြမယ်လမ်းညွန်သင်္ကေတတွေပါပဲ။ပထမတစ်ခုကတော့ကံလို့ခေါ်ပါတယ်။ဒါဟာမိမိတစ်သက်လုံးပြုလုပ်ခဲ့တဲ့ကောင်းမှုမကောင်းမှုတွေကအထင်ရှားဆုံးအရာတစ်ခုကိုအမှတ်ရလာတာမျိုးပါ။ဥပမာအဖြစ်ဖျားတီးခဲ့တာကျောင်းဆောက်ခဲ့တာတရားထိုင်ခဲ့တာတွေဒါမှမဟုတ်သူတစ်ပါးအသက်ကိုတတ်ခဲ့တာလိန်လေခဲ့တာစတဲ့ကူလုတ်ခဲ့တဲ့လုပ်ရက်တွေကရုပ်ရှင်ပြလို့စိတ်ထဲမှာပြန်လဲပေါ်လာတတ်ပါတယ်ဒုတိယတစ်ခုကတော့ကံမနမိတ်လို့ခေါ်ပါတယ်ဒါကတော့ကိုပြုတ်လုတ်ခဲ့တဲ့ကံတွေနဲ့သက်ဆိုင်တဲ့အသုံးအဆောင်ပစ္စည်းတွေကိုမြင်ရတာပါကုသိုလ်လုပ်ခဲ့သူဆိုရင်ဖျားဆင်းသူတော်တွေပန်းတွေလှူဝဲပစ္စည်းတွေယဟန်တန်ဃာတွေကိုမြင်ရတတ်ပြီးအကုသိုလ်လုပ်ခဲ့သူဆိုရင်တော့တနတ်ဓာသွေးတရိษံတွေကိုမြင်ရတတ်ပါတယ်တတိယနမိတ်ကတော့ဂတိနမိတ်ပါဒါကတော့နောက်ဘဝမှာကိုသွားရမယ့်နေရာကိုကြိုကင်မြင်တွေ့ရတာဖြစ်ပါတယ်နတ်ပြည်ရောက်မဲ့သူဆိုရင်လှပတဲ့နတ်ပြည်မန်းတွေနတ်ထရတွေကိုမြင်ရတတ်ပြီးငရဲကြမဲ့သူဆိုရင်တော့ငရဲမီငရဲခွေငရဲချင်းတွေကိုကျုံးမဆွဲရမြင်တွေ့ရတတ်ပါတယ်ဒီလိုတေဂာနီအချိန်မှာထင်လာတဲ့နမိတ်တွေကိုကြည့်ပြီးအဲ့ဒီလူဟာနောက်ဘဝမှာကောင်းတဲ့ဒုက္ခတိဘုံကိုရောက်မလားဆင်းရဲတဲ့ဒုက္ခတိဘုံကိုရောက်မလားဆိုတာကိုခံမှန်းလို့ရနိုင်ပါတယ်တချို့လူမမာတွေတေဂာနီမှာကြီးလင်းလင်းပြုံးပြီးတည်သွားတာမျိုးဒါမှမဟုတ်ကြောက်လန့်တကြားအော်ဟစ်ပြီးတည်သွားတာမျိုးတွေ့ဘူးကြမှာပါအဲ့ဒါတွေဟာသူတို့မြင်တွေ့နေရတဲ့အာယုံနမိတွေကြောင့်ပဲဖြစ်ပါတယ်တေဂာနီနောက်ဆုံးအချိန်လေးမှာစိတ်ကလေးကြည်လင်းနေမယ်ဖျားတရားတန်ခါကိုအာယုံပြုပြီးကုသိုလ်စိတ်ဖြစ်နေမယ်ဆိုရင်လူဘုံနဲ့နတ်ဘုံလိုကောင်းမွန်တဲ့ဘဝတွေကိုရောက်ရှိသွားမှာပါဒါပေမဲ့တေဂာနီမှာစိတ်ညစ်နေမယ်တစုံတစ်ခုကိုဆွဲလန်းနေမယ်ဒေါသထွက်နေမယ်ဆိုရင်တော့အပယ်လေးဘုံကိုကြာရောက်သွားမှာဖြစ်ပါတယ်ဥပမာအားဖြင့်ကိုယ့်ရဲ့ပိုင်ဆိုင်မှုဥစ္စာပစ္စည်းတွေသားသမီးဆွေမျိုးတွေကိုအယမ်းဆွဲလန်းပြီးတည်ဆုံးသွားမယ်ဆိုရင်ပရိဒါဘုံကိုရောက်သွားတတ်ပါတယ်ကိုယ့်ကိုမကောင်းလုပ်ထားတဲ့သူတွေကိုနာကြည့်ပြီးဒေါသစိမ့်တဲ့တည်ဆုံးသွားမယ်ဆိုရင်တော့ငရဲဘုံကိုတက်ရိုက်ကြရောက်သွားတတ်ပါတယ်စိတ်ရှုပ်ထွေးပြီးတေဝေမိုက်မဲစွာတည်ဆုံးသွားသူတွေကတော့တရိษံဘုံကိုရောက်သွားတတ်ပါတယ်ဒီနေရာမှာဘဝကူးပြောင်းလဲတဲ့အခါအကျိုးပေးတဲ့ကံတရားတွေအကြောင်းကိုထပ်ပြီးရှင်းပြခြင်းပါတယ်ကျွန်တော်တို့ပြုလုပ်ခဲ့တဲ့ကံတွေမှာအင်မတန်ကြီးလေးတဲ့ဂရုကံဆိုတာရှိပါတယ်မိဘကိုပြစ်မှားတာတပ်ဖြတ်တာလိုမျိုးအလွန်ကြီးလေးတဲ့အကုသိုလ်ကံတွေပြုလုပ်ထားရင်တော့တေဂာနီမှာဘလောက်ပဲကောင်းအောင်နေနေအဲ့ဒီမကောင်းတဲ့ဂရုကံကအရင်ဆုံးအကျိုးပေးပြီးငရေကိုတန်းကြစေပါတယ်စံကျင်ပဲအနေနဲ့တရားသူတရားမြတ်ရထားတဲ့ပုဂ္ဂိုလ်တွေဇံရထားတဲ့ပုဂ္ဂိုလ်တွေဆိုရင်လည်းအဲ့ဒီကြီးမြတ်တဲ့ကုသိုလ်ဂရုကံကအရင်ဆုံးအကျိုးပေးပြီးအထက်ဗျံဖဘုံကိုတက်ရိုက်ရောက်သွားမှာဖြစ်ပါတယ်တကယ်လို့အဲ့ဒီတို့ကြီးလေးတဲ့ဂရုကံတွေမရှိဘူးဆိုရင်တော့ကျွန်တော်တို့နေ့စဉ်ပုံမှန်ပြုလုပ်နေကြဖြစ်တဲ့အာစိဏကကံကဆက်လက်အကျိုးပေးပါတယ်နေ့တိုင်းဖျားရှိခိုးတဲ့ပတိစိတ်တဲ့မေတ္တာပို့တယ်ဆိုရင်အဲ့ဒီအလေးအကျင့်ကုသိုလ်ကအကျိုးပေးမှာပါနေ့တိုင်းသူများအသက်တတ်တယ်အရက်တောက်တယ်ဆိုရင်လည်း
အဲ့ဒီအာထုတို့အလေးအကျင့်ကအကျိုးပေးမှာပါဒါပေမဲ့အဲ့ဒီလိုပုံမှန်lâmနေကြအကျင့်လေးရှိနေပေမဲ့လေတေဂာနီအချင်းလေးမှာစိတ်အပြောင်းလဲဖြစ်သွားရင်ဘဝကူပြောင်းလဲသွားနိုင်တဲ့အခြေအနေမျိုးလေးရှိပါသေးတယ်အဲ့ဒါကိုတော့အာတန်ကန့်လို့ခေါ်ပါတယ်တေဂာနီအချင်းလေးမှာကပ်ပြီးပြုလုပ်တဲ့ကံဒါမှမဟုတ်တေဂာနီအချင်းလေးမှာဖြစ်ပေါ်လာတဲ့စိတ်အခြေအနေကိုဆိုလိုတာပါဒီအာတန်ကန့်လို့ခေါ်တဲ့တေဂာနီအချင်းလေးမှာဖြစ်ပေါ်လာတဲ့စိတ်ကလေးဟာအင်မတန်မှထူးဆန်းပြီးအရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကတစ်ထပ်လုံးလုပ်ခဲ့တဲ့အရာတွေကိုတောင်ကြော်လွန်ပြီးအကျိုးပေးတယ်လို့ပါဥပမာပြောရရင်တစ်ထပ်လုံးကုဖို့ကောင်းမှုတွေအများကြီးလုပ်ခဲ့တဲ့သူတော်ကောင်တယောက်ဖြစ်ပါစေတေဂာနီအချိန်လေးမှာရုတ်တရက်ဒေါသထွက်စရာတစ်ခုခုနဲ့ကြုံလိုက်ရလို့စိတ်တိုသွားရင်ဒါမှမဟုတ်ဖြစ်စည်းဥစ္စာတစ်ခုခုကိုပြင်းပြင်းထန်ထန်ဆွဲလန်းသွားရင်အဲ့ဒီတေဂာနီဖြစ်ပေါ်သွားတဲ့အကုသိုလ်စိတ်ကလေးကအရင်ဆုံးဝင်ရောက်အကျိုးပေးပြီးအပယ်ပုံကိုခဏတာကြာရောက်သွားတတ်ပါတယ်ဘုဒ္ဓဝေမှာထင်ရှားတဲ့ကောသလမင်းကြီးရဲ့မိဘခွင်ကောင်းကြီးမလီကာမိဘခွင်ဟာတထလုံးကုသိုလ်တွေအကြီးကျယ်ပြုခဲ့ပေမဲ့တေဂာနီမှာသူမပြုခဲ့ဘူးတဲ့အမားလေးတစ်ခုကိုတွားပြီးစိတ်ဆွဲသွားကြတော့ငရဲမှာ9ရက်အရင်တွားကြခဲ့ရပူပါတယ်။ပြောင်းပြန်အားဖြင့်စဉ်းစားကြည့်မယ်ဆိုရင်လေတထလုံးအကုသိုလ်မကောင်းမှုတွေအများကြီးလုပ်ခဲ့ပေမဲ့တေဂာနီအချင်းလေးမှာဖျားတရားတန်ဃာကိုကြည်ညိုတဲ့စိတ်အစစ်အမှန်ဖြစ်ပေါ်သွားရင်ဒါမှမဟုတ်တရားစကားကြားနာလိုက်ရလို့စိတ်ကြည်လင်သွားရင်အဲ့ဒီတေဂာနီကုသိုလ်စိတ်ကလေးကအရင်ဆုံးအကျိုးပေးပြီးကောင်းမွန်တဲ့သူဂတိဘုံကိုရောက်ရှိသွားနိုင်ပါတယ်။ဒါကြောင့်မို့လို့လူမမာတေဂာနီအချိန်မှာဘေးနားကဆွေမျိုးတွေကငိုယိုပူဆွေးတာမျိုးတွေမလုပ်သင့်ပါဘူး။ငိုတန်ဒီကြားရရင်လူမမာဟာတန်ရောခြင်းတွေ့ပြီးစိတ်မချဖြစ်တတ်လို့ပါ။အဲ့ဒါအကြာတရားစာရွတ်ပြတာတရားခွေဖွင့်ပြတာဖျားပုံတော်ပြတာပြီးတော့သူကျမ်းမာစဉ်ကပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုပြန်ပြောပြပြီးဝမ်းသာအောင်စိတ်ကြည်လင်းအောင်လုပ်ပြီးတင်တယ်လို့ဆရာတော်ကြီးတွေကအမြဲဆုံးမကြတာဖြစ်ပါတယ်တကယ်လို့ဂရုကမ်းလည်းမရှိဘူးအမြဲလုံးနေကြအာစိမ့်တဲ့ကမ်းလည်းထင်ထင်ရှားရှားမရှိဘူးတေဂာနီအာတန်ကမ်းလည်းမပေါ်လာဘူးဆိုရင်တော့နောက်ဆုံးအနေနဲ့ဘဝတန်တရားတစ်လျှောက်လုံးမှာပြုလုပ်ခဲ့တဲ့ကတတာကံလို့ခေါ်တဲ့အယံသိမ့်စီးထားတဲ့ကံတရားတွေကတခုခုကအလက်အကျအကျိုးပေးပြီးနောက်ဘဝကိုပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။အလွယ်ပြောရရင်တော့မိမိရဲ့အကောင့်ထဲမှာစုဆောင်းထားတဲ့အတိတ်ကကံတွေကတခုခုကအလုတ်လုတ်သွားတာပါ။ကဲဒီလိုကံတရားတွေရဲ့စီမံမှုနဲ့တွားရမယ့်နောက်ဘဝခီးစဉ်တွေကဘာတွေများဖြစ်မလဲ။ဗုဒ္ဓဘာသာမှာတတ္တဝါတွေကျင်လည်ကျက်စားရဘုံဌာန32ဘုံထိရှိတယ်လို့ဟောကြားထားပါတယ်။အဲ့ဒီအထဲမှာအောက်ဆုံးကငရဲတရိษံပြိတ္တာအတုရာကိုင်ဆိုတဲ့အပယ်4ဘုံအလယ်မှာလူဘုံ1ဘုံသူ့အထက်မှာနက်ပြေ6ထပ်အမြင့်ဆုံးမှာဗြဟ္မဘုံ20ဆိုပြီးရှိပါလေ။သေဆုံးသွားတဲ့သူတွေဟာဒီ32ဘုံတွေကတဏှာရာယာကိုမိမိတို့ရဲ့ကံအလိုက်ရောက်ရှိသွားကြတာပါ32ဘုံဆိုတဲ့တန်တရားစဝန်းကြီးထဲမှာကျွန်တော်တို့တတ္တဝါတွေဟာကိုလုတ်ခဲ့တဲ့ကံတရားတွေရဲ့စေစော်မှုနဲ့အတူဘဝပေါင်းများစွာအကျဉ်းပေါင်းများစွာလဲပတ်နေခဲ့ကြတာဖြစ်ပါတယ်။အပယ်4ဘုံလို့ခေါ်တဲ့ငရဲတရိษံပြိတ္တာအတုရာခိုင်ဘုံတွေဟာဒေါသလောဘမောဟစတဲ့အကုသိုလ်စိတ်တွေလွှမ်းမိုးတွေတွားရတဲ့နေရာဖြစ်ပြီးအင်မတန်မှဆင်းရဲဒုက္ခကြီးမားပါတယ်။တကြိမ်အပယ်ကျသွားပြီဆိုရင်လေအဲ့ဒီဒုက္ခတွင်ထဲကနေပြန်တက်လာဘူးဆိုတာလိပ်ကန်းတကောင်တမှုတရားတွေကထမ်းဖို့တုံစွတ်မိကိုခဲရင်တယ်လို့မျိုးအလွန်ကိုခက်ခဲပါတယ်။လူဘုံကတော့ကျွန်တော်တို့အခုရောက်နေတဲ့နေရာပေါ့။လူဘဝဟာဆင်းရဲခြင်းရောချမ်းသာခြင်းပါရောရွက်နေတဲ့နေရာပါ။ဒါပေမဲ့လူဘဝရဲ့အားသာချက်ကတော့အမအမှန်ကိုဝေဖန်ပိုင်းခြားနိုင်တဲ့ဉာဏ်ပညာရှိပြီးကုသိုလ်တရားတွေဒါနသီလဘာဝနာတရားတွေကိုကြိုးစားအားထုတ်မယ်ဆိုရင်အမြင့်ဆုံးနိဗ္ဗာန်အထိမျက်မှောက်ပြုနိုင်တဲ့အခွင့်အရေးရှိတဲ့တခုတည်းသောဘုံဌာနဖြစ်ပါတယ်။ဒါကြောင့်လူဘဝရခဲလာသည်လို့မြတ်စွာဘုရားရှင်ကဟောကြားခဲ့တာပါ။နတ်ပြည်6ထပ်ကတော့ဒါနဒီလကုသိုလ်တွေပြုလုပ်ခဲ့သူတွေခံစားရတဲ့စီးချိန်ချမ်းသာတွေပြည့်နှက်နေတဲ့နေရာဖြစ်ပါတယ်။ဒါပေမဲ့ကာမဂုဏ်အာယုန်တွေနောက်ကိုလိုက်ရင်အချိန်ကုန်လွန်သွားတတ်ပြီးကုသိုလ်အသစ်တွေထပ်မလုပ်ဖြစ်ရင်နတ်တကျွေးတဲ့အခါအပေကိုပြန်ကျနိုင်တဲ့အန္တရာယ်ရှိနေပါသေးတယ်။
အမြင့်ဆုံးဖြစ်တဲ့ဗြဟ္မဘုံ20ကတော့သမထဘာဝနာအားထုတ်ပြီးစံတရားရရှိထားတဲ့ပုဂ္ဂိုလ်တွေမေတ္တာကရုဏာမုရိဒာဆိုတဲ့ဗြဟ္မဆိုတရား၄ပါးကိုလက်ကင်ထားသူတွေရောက်ရှိတဲ့နေရာပါအဲ့ဒီမှာတော့ကာမဂုဏ်ခံစားမှုတွေမရှိတော့ဘဲအလွန်ငြိမ်းချမ်းတဲ့ဇန်ချမ်းသာနဲ့အသက်ရှင်နေထိုင်ကြတာဖြစ်ပါတယ်ဒါပေမဲ့ဗြဟ္မာကြီးတွေလည်းဘလောက်ပဲတက်တန်းရှိရှိအနိစ္စတရားကနေမလွတ်ကင်းနိုင်သေးတဲ့အတွက်တနေ့ကျရင်တော့တည်ဆုံးပြီးတန်တရားတဲ့ပြန်လဲဝင်ရောက်ရမှာပါပဲတန်တရားဆိုတာအစရှာမရသလိုအဆုံးသတ်ဖို့လဲအလွန်ခက်ခဲတဲ့ခရီးရှည်ကြီးဖြစ်ပါတယ်ဒီဘဝမှာဘယင်ဖြစ်ပေမဲ့နောက်ဘဝမှာခွေးဖြစ်ခြင်းဖြစ်သွားနိုင်သလိုဒီဘဝမှာတတောင်းစားဖြစ်ပေမဲ့နောက်ဘဝမှာနတ်သားပြန်ဖြစ်သွားနိုင်ပါတယ်အားလုံးဟာမိမိရဲ့ကံတရားအပေါ်မှာပဲမူတည်နေပါတယ်ဒီလို30ပုံမှာအထက်အခါကျင်းလည်နေရတဲ့တန်တရားခရီးစဉ်ကြီးဟာတကယ်တမ်းစဉ်းစားကြည့်ရင်အင်မတန်မှပင်ပန်းဆင်းရဲစရာကောင်းလာပါတယ်ဘဲပုံဘဲဘဝကိုပဲရောက်ရောက်အိုခြင်းနာခြင်းသေခြင်းဆိုတဲ့အခြေခံဒုက္ခကြီးတွေကနေဘယ်သူမှဘယ်နေရာမှလွတ်မြောက်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကတန်တရားစဝန်းထဲမှာလဲပတ်နေရတာကိုအချင်းထောင်ထဲမှာပိတ်မိနေတာနဲ့ခိုင်းနိုင်ပြီးဟောကြားတော်မူခဲ့တာပါ။ဒီတန်တရားအချင်းထောင်ကနေအပီးတိုင်လွတ်မြောက်နိုင်တဲ့တခုတည်းသောလမ်းကြောင်းကတော့ဝိပဿနာတရားကျင့်ကြံအားထုတ်ပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ပါပဲ။နိဗ္ဗာန်ဆိုတာနောက်ထပ်ပြန်လဲမွေးဖွားခြင်းမရှိတော့တဲ့အတွက်သေဆုံးခြင်းဆိုတာလေလုံးဝမရှိတော့ပါဘူးဒုက္ခခတ်သိမ်းကင်းငြိမ်းပြီးအမြဲတမ်းအေးချမ်းနေတဲ့အဆင့်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အားလုံးဟာတဏှီကြရဲ့မလွဲမရှောင်သာရင်ဆိုင်ရမယ့်သေခြင်းတရားကိုကြောက်ရွံ့တုန်လှုပ်နေမယ့်အစားမသေးခင်လူဘဝမှာအသက်ရှင်နေခိုက်တဲ့အချိန်လေးမှာဒါနသီလဘာဝနာဆိုတဲ့ကုဘရိခတီကိုအတက်နိုင်ဆုံးစုဆောင်းသွားကြဖို့လိုအပ်ပါတယ်။ဒါမှသာတေခါနီအချိန်မှာကိုယုံကြည်မှုရှိပြုံးလေးနဲ့ရဲဝံ့ရင်ဆိုင်နိုင်ပြီးကောင်းမွန်တဲ့နောက်ဘဝခရီးစဉ်ကိုဆက်လန်းနိုင်မှာဖြစ်ပါတယ်။အကောင်းဆုံးကတော့တန်တရားခရီးစဉ်ကြီးကနေအပီးတိုင်လွတ်မြောက်အောင်ကြိုးစားကြဖို့ပဲဖြစ်ပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့လူသေးရင်ဘေးရောက်သွားလဲဆိုတဲ့အကြောင်းအရာလေးကနေဓမ္မမိတ်ဆွေတို့အတွက်တန်ဝေကတရားတွေနဲ့ဘဝအတွက်တွေးဆောစရာခွန်အားတွေရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိအချိန်ပေးပြီးနားထောင်ပေးခဲ့ကြတဲ့တဦးချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ဒီအကြောင်းအရာလေးကိုနှစ်သက်တယ်ဆိုရင်တခြားသူတွေလည်းသိရှိလေ့လာနိုင်အောင် like နဲ့ share လေးလုပ်ပေးသွားကြပါအောင်ခင်ဗျာ။နောက်ထပ်လည်းအကျိုးများစေမဲ့ဗဟုသုတဖြစ်ဖွယ်ရာဓမ္မတရားတွေကိုအပတ်စဉ်ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ဓမ္မ knowledge channel လေးကို subscribe လုပ်ထားပေးဖို့ဖိတ်ခေါ်ပါတယ်။အားလုံးပဲတန်တရားဆင်းရဲဘေးကနေကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းချမ်းသာကြပါစေခင်ဗျာ။